လုပ်ငန်းရှင်တွေအောင်မြင်ခြင်းတဲ့သူတွေဆိုရင်ဒီစာအုပ်နာမည်ကိုကြားဘူးကြမှာပါ1989ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ The Art of the Door ပေါ့ဒါကခင်တာမန်စီးပွားရေးလမ်းညွှန်စာအုပ်မဟုတ်ဘူးရအောင်မြင်မှုရဲ့လျှို့ဝှက်ချက်တွေကိုဖွင့်ချထားတဲ့ကျမ်းတစ်ဆောင်လိုပါပဲဒီနေ့မှာတော့အဲ့ဒီစာအုပ်ထဲကအဓိကကျတဲ့မူဝါဒတွေကိုအတူတူခွဲခြမ်းစိတ်ဖလာကြည့်ကြရအောင်ကဲဆက်လိုက်တာနဲ့စိတ်ဝင်စားစရာကောင်းတဲ့ချက်လေးတစ်ခုကြည့်လိုက်အောင်ဒီစာအုပ်ကိုရေးတဲ့သူရဲ့ပိုင်ဆိုင်မှုကို Forbes Magazine ကခန့်မှန်းတာကတစ်မျိုးသူကိုယ်တိုင်ပြောတာကတစ်မျိုးတော်တော်လေးကိုကွာနေတာတွေ့ရမှာပါဒါကကိန်းကနန်းရဲ့လေကိစ္စတက်တော့မဟုတ်ပါဘူးလူတွေရဲ့အမြင်ကိုဘယ်လိုပုံဖော်မလဲကိုတံဖို့ကိုဘယ်လိုတင်ပြမလဲဆိုတာကိုကောင်းကောင်းနားလည်တဲ့သူတယောက်ဖြေချောင်းပြနေတာပေါ့ဒါကဒီစာအုပ်ရဲ့အဓိကချက်တစ်ချက်ကိုအစပြိုပေးလိုက်တာပါပဲဒီစာအုပ်ဘလောက်တောင်အောင်မြင်ခဲ့တယ်လဲဆိုတာကိုဒီကိန်းကနန်းကတက်တက်ပြန်နေပါတယ် New York Times ရဲ့အယောင်ဆုံးစာအုပ်မှာသတင်းပတ်48ဖတ်ဆိုတာကတနစ်နီပါလရက်တည်ခဲ့တယ်ဆိုတာစဉ်းစားကြည့်ပါလားတွေ့အောင်မြင်မှုဟာစာအုပ်လောကမှာတမဟုတ်ပဲယဉ်ကျေးမှုတစ်ခုလိုဟိုတက်အောင်မရှိခဲ့တာပါဟုတ်ပြီဒီနေ့မှာတော့ဒီစာအုပ်ထဲကအဓိကမူဝါဒစစ်ချက်ကိုအပိုင်း3ပိုင်းခွဲပြီးပြောပြသွားမှာပါပထမဆုံးစိတ်နေစိတ်ထားပြီးရင်လက်တွေ့နီးဗျူဟာဒီနောက်ဆုံးမှာတော့အကောင့်တွေဖော်မှုနဲ့ဇွဲလုံးလာအကြောင်းတွေကိုတစ်ခုချင်းစီလေ့လာသွားကြပါမယ်ပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်ဗီလီယံနာတယောက်ကသူ့ရဲ့အောင်မြင်မှုရိုးဝက်ချက်တွေကိုသူကိုယ်တိုင်မျှဝေတဲ့စတာကတကယ်ကိုရှားပါတဲ့အခွင့်အရေးတစ်ခုပဲလေဒါကြောင့်လဲဒီစာအုပ်ကထွက်ရှိပြီးနှစ်ပေါင်းများစွာကြာတဲ့အထိလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတော့ပါပဲဒီတော့အားလုံးသိကျင်နေကြတဲ့မေခွန်းကိုတတဲ့ပဲမေးလိုက်အောင်အောင်မြင်တဲ့သဘောတူညီမှုတစ်ခုရဲ့နောက်ွယ်ကတကယ်လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲကဲစာအုပ်ထဲမှာဖော်ပြထားတဲ့အဓိကအချက်17ချက်ကိုစပြီးလေ့လာကြည့်ကြရအောင်အောင်မြင်မှုတိုင်းဟာအပြင်ပန်းကနီးဖြူဟာတွေထက်အတွင်းစိုက်ကနေစတင်တယ်လို့ဆိုပါတယ်ဒါကြောင့်ပထမဆုံးအနေနဲ့သဘောတူညီမှုတွေမလုပ်ခင်မှာရှိထားရမယ့်အောင်မြင်သူတယောက်ရဲ့စိတ်နဲ့စိတ်ထားအကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်ဒါတွေကတော့အခြေခံကြားဆုံးမူနစ်ခုပါပဲတစ်ခုကကြီးကြီးကျယ်ကျယ်တွေးတော့ဖို့နောက်တစ်ခုကကိုလုံနေတဲ့အလုပ်ကိုပျော်မွေ့ဖို့ပါတစ်ချက်ချင်းစီကိုအသေးစိတ်ချိလိုက်ရအောင်ဒီစကားကရိုးရှင်းပေးမဲ့တကယ်အစွမ်းထက်ပါပဲဆိုလိုတာကကိုယ့်ရဲ့ပန်းတိုင်ကိုအမြဲတမ်းကြီးကြီးကျယ်ကျယ်တွေးပြီးအဲ့ဒီပေါ်မှာပဲအပြည့်အဝအာရုံစိုက်ထားဖို့ပါပဲတေးသေးမမလေးနဲ့အချိန်မကုန်ပဲဖြစ်နိုင်ချေအရှိဆုံးအကြီးမားဆုံးပန်းတိုင်ကိုပဲချင်းရွယ်ဖို့တိုက်တွန်းထားတာပါနောက်တစ်ချက်ကပျော်ဖို့ပါပဲအလုပ်ကိုအလုပ်လိုမမြင်ပဲစိတ်လှုပ်ရှားစရာကောင်းတဲ့ကစားပွဲတစ်ခုလိုသဘောထားလိုက်ပါပိုက်ဆံဆိုတာအဓိကဘန်းတိုင်မဟုတ်ပဲဒီကစားပွဲမှာကိုဘယ်လိုအမှတ်ရလဲဆိုတာကိုတိုင်းတာတဲ့အရာတစ်ခုပါပဲဒီလိုစိတ်ထားလိုက်တဲ့အခါဖိအားတွေနေပါပြီးပိုပြီးတိထွင်ဖန်တီးနိုင်စွမ်းရှိလာပါလိမ့်မယ်ကဲစိတ်နေစိတ်ထားအကြောင်းပြောပြီးဆိုတော့တကယ်လက်တွေ့မှာအသုံးချရမယ့်နီးဗျူဟာတွေကြောင့်စကြည့်လိုက်ရအောင်မှန်ကန်တဲ့စိတ်ထားရှိပြီဆိုရင်မှန်ကန်တဲ့နီးဗျူဟာတွေနဲ့ပေါင်းစပ်ဖို့လိုအပ်လာပြီပေါ့ဒီအပိုင်းမှာတော့အဓိကနီးဗျူဟာအချက်၄ချက်ကိုဆွေးနွေးသွားမှာပါဒါတွေကတော့သဘောတူညီမှုတိုင်းမှာအသုံးချနိုင်တဲ့တကယ်လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေပါပဲစာအုပ်ထဲမှာအန်တီများတဲ့စွန့်စားမှုတွေထက်လုံခြုံရေးကိုဦးစားပေးတဲ့တသက်တာကိုအလေးပေးထားတာတွေ့ရပါတယ်ဆိုလိုတာကအများကြီးရောက်ဖို့အတွက်အလောင်းအစားလုပ်တာမျိုးထက်အစိုးဆုံးဖိခင်းရင်တောင်ခိုမနိနာအောင်အရင်ဆုံးကာကွယ်ထားဖို့ပါပဲကိုယ့်ရဲ့အခြေခံကိုလုံခြုံအောင်လုပ်ထားနိုင်ရင်အကျိုးမြတ်ကသူ့လိုလိုက်လာမှာပါဒီမှာအချက်နဲ့ချက်ကိုပေါင်းဆက်ထားပါတယ်ပထမတစ်ခုကရွေးချယ်စရာအများကြီးရှိဖို့ပါသဘောတူညီမှုတစ်ခုလေးကိုအားကိုးမနေပဲအမြဲတမ်းအခြားရွေးချယ်စရာတွေအဆင်သင့်ရှိနေရပါမယ်ဒုတိယကတော့ဈေးကွက်ကိုကိုယ့်လက်ဖူးအလိုတီးနေဖို့ပါပဲစောက်တွေဖက် report တွေကြည့်တာထက်ဈေးကွက်ထက်မှာကိုယ်တိုင်ဆင်းပြီးလက်တွေ့အတွေ့အကြုံယူဖို့တိုက်တွန်းထားတာပါညှိနှိုင်းမှုတိုင်းမှာအောင်နိုင်ဖို့တဲ့အရေးအကြီးဆုံးလက်နက်တစ်ခုကတော့ leverage ပါပဲဒါကကိုယ့်ရဲ့အဓိကအင်အားပါကို့မှာတစ်ဖက်လူကမဖိမနေလိုအပ်နေတဲ့အရာတစ်ခုခုရှိနေပြီဆိုရင်ညှိနှိုင်းမှုမှာကိုကအသာစီရသွားပြီပေါ့ဒါကြောင့်သဘောတူညီမှုမလုပ်ခင်ကို့မှာပါ leverage ရှိလဲဆိုတာကိုအရင်ဆုံးရှာဖွေရပါမယ်ဟုတ်ပြီကောင်းမွန်တဲ့အစီအစဉ်တွေနီးဗျူဟာတွေရှိနေုံနဲ့မပြီးသေးဘူးဗျအဲ့ဒါတွေကိုဘလို့အကောင့်ထဲဖော်မလဲလူတွေရဲ့အမြင်ကိုဘလို့ပုံဖော်မလဲဆိုတာကလည်းအရန်အရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ဒီအကြောင်းအရာတွေကိုကြည့်လိုက်အောင်ဒီအပိုင်းမှာတော့လက်တွေ့အကောင့်ထဲဖော်မှုနဲ့ပတ်သက်တဲ့မူဝါဒ၅ချက်ကိုပြောပြသွားမှာပါဒါတွေကတော့အောင်မြင်တဲ့ project တစ်ခုဖြစ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အချက်တွေလို့ဆိုနိုင်ပါတယ်အင်ရှင်ရင်လောကမှာ location ဆိုတဲ့စကားကိုအားလုံးကြားဘူးကြမှာပါဒါပေမဲ့ဒီစာအုပ်ကအဲ့ဒီအယူအဆကိုစိန်ခေါ်လိုက်ပါတယ်ဒီနေရာကောင်းတစ်ခုကိုစောင့်နေမယ့်အစားကောင်းမွန်တဲ့သဘောတူညီမှုတစ်ခုကိုအရင်လုပ်ပြီးမှအဲ့ဒီနေရာကိုလူတွေစိတ်ဝင်စားလာအောင်ကြော်ညာခြင်းပုံရိပ်မြင့်တင်ခြင်းတွေနဲ့ဖိုင်တီးယူလို့ရတယ်လို့ဆိုထားပါတယ်သတင်းစကားကိုဖြန့်ဝေဖို့အတွက်မီဒီယာကိုဘယ်လိုအသုံးချမလဲဆိုတာကအရေးကြီးပါတယ်ရိုးရိုးရှင်းရှင်းသတင်းတွေထက်ရဲရင်ပြီးအငင်းပွားဖွယ်ရာဇလန်တွေကိုမီဒီယာတွေကပိုစိတ်ဝင်စားကြတယ်လေဒီအချက်ကိုနားလည်ပြီးကိုယ့်ရဲ့ project ကိုလူတွေစိတ်ဝင်စားအောင်လှုပ်ဆောင်ရမှာပါဒီ
ဒီစကားကတော်တော်လေးကိုရဲတင်းတယ်နော်ဘာကြောင့်လဲဆိုတော့လူတွေကိုမကောင်းပြောတာထပ်ပိုးဆိုတာကကိုလုံးဝဂရုမစိုက်တာလိယူရှုထားတာတစ်လို့ပါပဲအကောင်းဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်လူတွေရဲ့ဘာသာဖျားမှာရေပန်းစားနေဖို့ကအရေးကြီးတယ်လို့ဆိုလိုချင်တာပါဒါကတော့ကိုကာကွယ်ဖို့အတွက်အရေးကြီးတဲ့မူဝါဒတစ်ခုပါလူတွေနဲ့ဆက်ဆံတဲ့အခါမှာကောင်းမွန်စွာဆက်ဆံရမယ်ဒါပေမဲ့ကိုမတရားလာလုပ်တဲ့သူတွေကိုတော့ပြက်ပြက်သားသားပြန်လဲတုံ့ပြန်ရမယ်ဒါမှကိုဘယ်သူမှလာပြီးအနိုင်ကျင့်လို့မရမှာပေါ့ ဒါကတော့အရေးအကြီးဆုံးအချက်လို့ပြောလို့ရပါတယ်ကြော်ညာဒီဘလောက်ကောင်းလူတွေဘလောက်စိတ်ဝင်စားတကယ်လက်တွေ့မှာကိုပေးတဲ့ကုန်ကျစည်းဒါမှမဟုတ်ဝန်ဆောင်မှုကရေးတွဲမကောင်းဘူးဆိုရင်အရာအလုံးအလကားပါပဲအပြင်းမဲ့လာအညောင်းငယ်မပြီးပါဘူးတကယ်တန်ဖိုးရှိတဲ့အရာကိုပေးနိုင်ဖို့ကအရေးကြီးဆုံးပါကဲဒီမူဝါဒတွေအားလုံးကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါဘယ်အရာကအရေးကြီးဆုံးလဲရေချက်တဲ့အားလုံးကိုအတူတကွချိတ်ဆက်ပေးထားတဲ့ဘုံချက်ကဘာဖြစ်မလဲအဲ့ဒါကတော့ဇွဲလုံလာပါပဲဒီစာကြောင်းလေးကအစောထက်ကအဓိကအနှစ်သာရတွေကိုခြုံငုံမိစေပါတယ်အောင်မြင်မှုရဲ့လူဝချက်ကရှုပ်ထွေးတဲ့နီးပြူဟာတွေထက်ကိုလိုချင်တဲ့ပန်းတိုင်ကိုမရောက်မချင်းဘယ်တော့မှအရှုံးမပေးဘဲမစုံမနဲ့စ조사နေဖို့ပါပဲဒီတော့နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်အောင်မြင်မှုရဲ့တကယ်တော့ချက်ကရှုပ်ထွေးတဲ့နီးပြူဟာတွေလားဒါမှမဟုတ်ဘယ်တော့မှမပြောင်းလဲတဲ့စိတ်ပိုင်းဖြတ်မှုနဲ့မစုံမနစ်တဲ့ဆွဲလုံလတစ်ခုတည်းလားဒီမေးခွန်းရဲ့အဖြေကိုကိုယ်တိုင်ရှာဖွေကြည့်ကြမို့တိုက်တွန်းရင်းဒီနေ့အတွက်တင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်